ကဲဒီမာကြီးကဆိုရင်ဒါခါနာနေတာနှစ်ပေါင်း20ရှိပြီမနက်ပိုင်းကိုပိုနာတယ်တဲ့မနက်ပိုင်းနာတော့ကျွန်တော်မွေးရလဲခံလိုက်တယ်မွေးရကနည်းနည်းပြော့ရလို့ပြောတယ်ထူတယ်လို့ပြောတယ်အဲ့တော့အဓိကပြဿနာဒီမှာကြည့်လိုက်နော်ဒါကို forward bending test လို့ခေါ်တယ်ဒီလိုရှေ့ကိုကုန်းခန့်လိုက်တဲ့အခါမှာဆိုရင်ဒီဘက်ကဖောင်းနေများလား rib cage ကအနောက်ဘက်ကိုလိုနည်းနည်းလေးလှည့်တဲ့ပုံစံရှိတယ်သူကနော်အဲ့ဒါ scoliosis လို့ခေါ်တယ်ခါဆောင်းတဲ့ဝေဒနာနည်းနည်းရှိတယ်ဆိုတော့ကျွန်တော်တခြား test တွေလုပ်ကြည့်အောင်နော်ကဲတော့ဒါက piriformis muscle stretch လုပ်လိုက်တဲ့အခါမှာဘယ်ဘက်ချမ်းတိတိကျကျဒါတင်းနေရပေါ့နော်ဘယ်ဘက်မှာကြော်သားမညီမျှလေးရှိတယ်ဒါ scoliosis muscle ကြည့်လိုက်ဒီညာဘက်ချမ်းနည်းနည်းလေးဖောင်းပါတယ်နော် rib cage ကလိုလဲသွားတာညာဘက်ကိုသူက cross right ပုံစံနဲ့လဲသွားတာအဲ့တော့ဒီနားလေးမှာက muscle tightness နည်းနည်းရှိတယ်ဒီနားလေးမှာလည်းနာနေရနော်ဟုတ်ဒါက leg discrepancy လို့ခေါ်တယ်ချောနှစ်ဘက်ကညီသလားလို့ကျွန်တော်ဆန်းတာပေါ့နော်အကြမ်းကြီးအပြကျွန်တော်တို့မျက်စိနဲ့ကြည့်တာကတော့ခြေပနှောင်းတစ်ခုကကျွန်တော်ညီတယ်နော်ဒါအဆိုးတော့မဟုတ်ဘူးခါကအပေါ်ပိုင်းမှာကြောရိုးအပေါ်ပိုင်းမှာသူကနည်းနည်းလေးလိန်တာဆိုတော့ခါအောက်ပိုင်းမဟုတ်တဲ့အတွက်ဒီ leg discrepancy လို့ခေါ်တဲ့ခြေတော့အတူရှိမညီတာသိပြီးတော့မသိတာနော်အဲ့တော့ဒီမှာဆိုရင်ဒါကျွန်တော်တို့နဲ့ဒါ morning yoga club ကိုစပြီးတော့ဒီနေ့ registration လုပ်တယ်ဆိုတော့နောက်နေ့စပြီး join တာမှာဆိုတော့ကျွန်တော်တို့နဲ့အတူလောရင်းနဲ့ဒီ scoliosis ကိုကျွန်တော်တို့ပေးတဲ့အာဆန်တွေ exercise တွေကျွန်တော်ထည့်ပေးသွားမယ်နော်ကျေးဇူးများတင်ပါတယ်